vlog ရိုက်ဖို့ကင်မရာတစ်လုံးဝယ်လိုက်တယ်ဆိုတာကအရန်လွယ်ပါတယ်ဒါပေမဲ့ကိုနဲ့ကိုက်တဲ့ကင်မရာရရှိဖို့ဆိုတာတော့ထင်သလားမလွယ်ပါဘူးမင်္ဂလာပါCamera House ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အခုမှ vlog ကိုနဲ့နေစားရိုက်မယ် beginner လေးတွေအနေနဲ့ကင်မရာတစ်လုံးဝယ်ဖို့စဉ်းစားထားတယ်ဒါပေမဲ့အဲ့ဒီကင်မရာကိုနဲ့အဆင်ပြေပါမလားဘယ်လိုကင်မရာကိုရွေးရမလဲဆိုတာကို dream ဟာလေးရှိတတ်ပါတယ် Rubido Camera House မှာကင်မရာဝယ်တော့မယ်ဆိုရင်ဒီလိုအခြေအနေမျိုးနဲ့ပတ်သက်ပြီးစိတ်မပူနဲ့တော့နော် Rubido Camera House မှာကင်မရာဝယ်ဖို့ရောက်ရှိလာပြီဆိုရင်ဘယ်နေရာမှာသုံးချင်တာလဲဘာတွေကိုရိုက်ဖြစ်မလဲဘယ်လို context မျိုးတွေဖန်တီးချင်တာလဲဆိုတာမျိုးကိုတိုင်ပင်ဆွေးနွေးနိုင်ပြီးကိုနဲ့ကညီမဲ့ကင်မရာတစ်လုံးရရှိအောင် honest recommendation ပေးပြီး detail ရှင်းပြပေးပါတယ်တကယ်လို့ကိုကလိုချင်တဲ့ကင်မရာရှိလို့လာရောက်ဝယ်ယူတဲ့အခါမှာလဲ Rubido ရဲ့ဆိုင်မှာ demo unit လေးတွေပြပေးထားတာမို့လို့ကိုယ်တိုင်စိတ်ကြိုက်စမ်းသပ်ပြီးတော့မှဝယ်ယူနိုင်တဲ့အတွက်ဘယ်ကင်မရာကကိုနဲ့ပိုပြီးကိုက်ညီမလဲဆိုတာကိုလက်တွေ့စမ်းသပ်ကြည့်နိုင်ပါတယ်ထပ်ပြီးတော့ Camera House ကကင်မရာတွေဝယ်ယူပြီးလို့ unbox လုပ်ပြီးသွားတဲ့အချိန်မှာလဲအသုံးပြုနည်းနဲ့ကင်မရာ setting တွေကိုအသေးစိတ်ရှင်းပြပေးတာကြောင့်ဝယ်ယူလိုက်တဲ့ကင်မရာကိုမသုံးတတ်မှကိုစိတ်ပူစရာမလိုပဲ confidence ရှိနဲ့ creation တွေအများကြီးထုံနိုင်တာပေါ့ရှင်းပြတဲ့အခါမှာ customer တွေနားလည်စေဖို့အတွက်အချိန်ယူပြီးရှင်းပြရတာဖြစ်လို့ customer ဘက်ကအချိန်နည်းနည်းပေးဖို့တော့လိုအပ်ပါမယ်ဒါပေမဲ့အချိန်မပေးနိုင်တဲ့ customer တွေအတွက်လည်းစီစဉ်ထားရလေးရှိပါသေးတယ် Rubido Camera House မှာကင်မရာဝယ်သွားပြီးရင်လည်း after sale support ရှိတာဆိုတော့တည်လို့ရရှိလို့ရှိရင်စိုင်းဖွင့်ချိန်အတွင်းတသက်တာစိတ်ကြိုက်ဆက်သွယ်မေးမြန်းနိုင်တာကြောင့်မသုံးတမအောင်လည်းလုံးဝစိတ်ပူစရာမလိုဘူးเนาะဒါအပြင် Osmo Pocket 3 Osmo Nano လိုမျိုးကင်မရာဝယ်ယူတဲ့အခါ Camera House Telegram landing group လေးစီစဉ်ပေးထားလို့ group လေးထဲဝင်ပြီး beginner guide tutorial များကိုကြည့်ကလေ့လာနိုင်ပါတယ်ဒါကတော့ Camera House ရဲ့ customer တို့အတွက်စီစဉ်ပေးထားတဲ့ service လေးပဲဖြစ်ပါတယ်ကင်မရာဝယ်ဖို့စဉ်းစားထားရဆိုရင်မဝယ်ခင်ရောဝယ်ပြီးရောပါစိတ်ချရတဲ့အမှတ်တရတစ်စက်နဲ့52လမ်းအလဲဘလောက် Camera House ကိုသာလှမ်းခဲ့တော့နော် bye bye